ရေအောက်မီတာ20မှာလေးပြတ်သွားတဲ့အတွက်စက္ကန့်ပိုင်းအတွင်းအသက်အန္တရာယ်နဲ့ရင်ဆိုင်လိုက်ရတယ်ကျွန်တော်ကတော့ဒီနေ့ခီးစဉ်ကိုအလတ်အဖြစ်မခံနိုင်ပါဘူးအဲ့ဒါကြောင့်ပဲအချိန်မဆွဲတော့ပဲချက်ချင်းဆိုသလိုကမာကောင်ကိုမရရအောင်ယူဖို့ကြိုးစားလိုက်တယ်လေပေါ်မှာလဲဒါကျူတယောက်ပြတလဲနဲ့ဆက်ဆုပ်ကြီးကိုပြန်နိုးဖို့ကြိုးစားရင်းအသက်ကုန်အော်ပြီးကျိုးကိုဆွဲတင်ရတော့တာပေါ့ကံကောင်းလို့တင်သူအသက်ဘေးကနေတီတီလေးလွတ်မြောက်လာခဲ့တယ်အပေါ်ရောက်တော့ဒါကျူကလမ်းဖြတ်ပြီးစူပူနေပေမဲ့သူကတော့ပြုံးကြီးပြီးတော့ဖမ်းမိလာတဲ့ရွှေရောင်ကမာခွန်ကြီးကိုဖွင့်ပြလိုက်တယ်အထဲမှာလုံးဝတောက်ပနေတာကတော့ဘဝဟောင်းကကြောက်မြတ်တထေးကြီးတောင်မမြင်ဘူးလောက်တဲ့ရှားပါတော်ရိုင်းငကားရွှေပလဲစစ်ကြီးထွက်ပေါ်လာခဲ့တယ်ဒါကျူကဒါကြီးကယွန်း1000တန်တလားလို့မေးတော့သူကအော်ရဲလိုက်ပြီးယွန်း1000ဆိုတာဒီပလဲရဲ့အပေါ်ရန်အရေးပြားကိုတောင်ဝယ်လို့မရဘူးလို့ပြန်ပြောလိုက်တယ်လေလံပွဲတင်ရင်ဘီလီယံနာတွေအလူရက်ဈေးပြိုင်ပေးမဲ့ရတနာမျိုးပဲသမီးလေးရဲ့ခွဲစိတ်တင်မကပဲသူတို့ညီကိုတွေပါတသက်လုံးစိန်ကြနေနိုင်တော့မဲ့ပမာဏပေါ့သူတို့လေကြီးလဲပျော်ရွှင်စွာနဲ့စိတ်ကန်းစီဥတီမောင်းနေမှုဒါကျူကိုပြောလိုက်တယ်သူလေပေါ်ကစင်းချင်းဒါကျူကိုလေသိမ်းခိုင်းပြီးမြို့ပေါ်ကိုတန်းပြေးတော့တာပဲဒီလိုထိတ်တန့်ရတနာမျိုးကိုတာမန်လူတွေမတက်နိုင်မှန်းသိလို့ကျူးပေါင်ကျဲဆိုတဲ့ဆိုင်ကြီးကဝယ်သူကြီးစုကြံ့ဝါနဲ့တွေ့ဖို့ဝန်ထမ်းကိုအတင်းပြောရတယ်အစကတော့ဝန်ထမ်းကအထင်သေးပြီးမောင်းထုတ်ဖို့လုပ်ပေမဲ့15မီလီမီတာကျော်တဲ့အားတောင်ပင်လဲငကားရွှေပလဲစစ်ပါတယ်ဆိုတော့မှဆိုင်ရှင်တထေးစုကိုယ်တိုင်ပြတလဲထွက်လာခဲ့တယ်တထေးစုလဲကာလီပါတွေမိတွေနဲ့တေချာစစ်ဆေးပြီးနောက်မျက်လုံးပြူသွားတာပေါ့ပလဲက15.8မီလီမီတာရှိပြီးလုံးဝကအပြစ်အနာစာတစ်ချက်မှမရှိတဲ့ထိတ်တန့်စစ်ဖြစ်နေတာပါဒါဟာတကယ်ကိုရှားပါရတနာဖြစ်လို့လူငယ်ဒီပလဲကိုဘယ်ကရတာလဲလို့မေးပါတယ်သူကအရင်မြစ်ကိုမမေးဖို့နဲ့တထေးလဲစုံစမ်းမနေပဲကျူးပေါင်ကျဲဆိုင်ကဒီပလဲကိုတကယ်ဝယ်နိုင်မယ်ဆိုရင်သူ့ကိုငွေ9000ပဲပေးလို့ပြောလိုက်တယ်ဝန်ထမ်းကရွမ်9000ဆိုလို့အန်အော်ဘီဟိုင်ချန်မြို့လေကတိုက်ခန်းအင်ကြီးနှလုံးဝယ်လို့ရတဲ့ပမာဏမှုယူသွားပြီလားလို့မေးပါတယ်တထေးစုကဝန်ထမ်းကိုစကားပြောခွင့်မရှိလို့ပါဆက်ပိတ်ထားဖို့ငေါက်လိုက်ပြီးဒီပလဲကအဲ့လောက်မတန်ဘူးလို့ဆိုတယ်ဒါပေမဲ့ဘဝနှစ်ဖန်ပြန်လဲလာတဲ့သူကတော့အလှည့်စားမခံဘူးဒီပလဲကိုဟောင်ကောင်လေလံပွဲတွေအထိယူသွားပြီးငကားရွှေပလဲပုံပြင်းနဲ့ထုတ်ပိုးလိုက်ရင်အနည်းဆုံး$1သိန်းထက်ပေါက်မှာကိုသူကကောင်းကောင်းကြီးသိနေတာတထေးအတွက်နှစ်ဆအမျက်ကြံဦးမှာမို့လို့သူ့ကိုဈေးမနှိမ်ဖို့နဲ့လက်ငင်းငွေသား9000ပဲအပြက်လိုချင်တယ်လို့တုံ့ပြန်လိုက်တော့တယ်စုပ်ပြတ်တက်နေတဲ့တန်ငါဒီဝစ်စုံတဲ့လူတစ်ယောက်ကလေလံယုံရဲ့လက်ကွက်တွေအထိအပိုင်တွက်နေတော့တထေးစုလဲကြောင်သွားတာပေါ့ဒီကောင်လေးနောက်ခံကဘာလဲဆိုပြီးရင်ထဲကနေအကဲခတ်ရင်နောက်ဆုံးတော့ရွမ်9000လက်ငင်းငွေသားနဲ့အတူဆိုင်ရဲ့အစင်းမြင့် VIP ကပ်ပါထုတ်ပေးပြီးအလျှော့ပေးလိုက်ရတယ်သူလဲပတ်စံတစ်တာကိုဆွဲပြီးဆေးရုံကိုတုတ်ချေတင်ပြေးခဲ့တယ်ဒရိုက်တာလူဆိုတဲ့ဆရာဝန်ကလင်းဝမ်ကိုဆေးဖိုးကုန်ပြီဖြစ်လို့ဒီညတကောင်ရံအထိပတ်စံမသွင်းရင်ဆေးရက်ပြီးဂရင်ဖယ်ပေးရမယ်ဆိုပြီးရက်ဆက်ပြောနေတယ်ဇနီးဖြစ်သူကငိုယိုတောင်းပန်နေတော့သူဖြတ်ဝင်လာပြီးပတ်စံတစ်တာကြီးကိုချပြလိုက်တယ်အထုပ်လိုက်ကြီးမြင်သွားတော့မှဆရာဝန်လဲမျက်နှာအမူအရာချက်ချင်းပြောင်းပြီးတထေးလီဆိုပြီးဖားတော့တာပဲသူကသမီးလေးကိုအကောင်းဆုံးဆေးတွေသုံးဖို့နဲ့အတော်ဆုံးဆရာဝန်နဲ့ခွဲစိတ်ပေးဖို့အမိန့်ပေးလိုက်တယ်ဘဝဟောင်းကကြေကွဲစရာတွေကိုအောင်မြင်ကြော်ဖြတ်နိုင်ခဲ့ပြီးဇနီးဖြစ်သူကိုဖတ်ထားရင်သမီးလေးရှောင်ရွှေတေချာပေါက်ကဲတင်ချင်းခံရပြီဆိုတာကိုသူယုံကြည်ချက်အပြည့်နဲ့ပြောလိုက်နိုင်မှာတော့တယ်ခွဲစိတ်ခန်းအပြင်မှာတွေးပြတ်မတက်စောင့်နေရတဲ့အချိန်ဆရာဝန်ထွက်လာပြီးခွဲစိတ်မှုအောင်မြင်ကြောင်းနဲ့သမီးလေးရှောင်ရွှေတေချာပေါက်ကျမ်းမာလာတော့မယ်လို့ပြောတဲ့အခါကျမှရင်ထဲကအလုံးကြီးကျသွားတော့တယ်ဒါပေမဲ့ဝမ်းတာလုံးလို့ဇနီးဖြစ်သူလင်းဝံတယောက်ရုတ်တရက်မေးလဲသွားပြန်ရောဆရာဝန်ကစိတ်ဖိစီးမှုလွန်ခဲ့ပြီးအာဟာရချို့တဲ့လို့ယာယီလဲသွားတာပါဆိုမှသူစိတ်အေးရတော့တယ်အရင်ဘဝတုန်းကနှစ်ပေါင်း30လုံးနှလုံးသားကိုဖိစီးထားခဲ့တဲ့နောင်တနဲ့အပြစ်ရှိစိတ်တွေဟာဒီအချိန်မှာပဲဥတုံပြောက်ကွယ်သွားခဲ့ပြီးဇနီးတဲ့တတိယလာပြီးပတ်စံတွေအကြောင်းဆွမေးတော့တာပေါ့သူလဲလန့်သွားမှဆိုလို့စနစ်အကြောင်းကိုဖုံးကွယ်ပြီးပင်လယ်ထဲကတင်မော့ပြက်ထဲကနေရွှေပလဲအဖိုးတန်ရလာတာလို့ပဲလိန်ပြောလိုက်ရတယ်နောက်ကိုမိသားစုကိုအကောင်းဆုံးထားမယ်လို့ကတိပေးတော့လင်းဝမ်ကလည်းဘေးကင်းတဲ့အတူရှိရင်ပဲတန်ဖိုးရှိပါတယ်တဲ့ဒါပေမဲ့ဒါကျူရဲ့လှေစုပ်နဲ့ဆက်စုပ်ကိုအားကိုးပြီးရင်းနှက်ပိုင်းကိုဆက်သွားဖို့ကမဖြစ်နိုင်ဘူးပင်လယ်ပြင်ကြီးကိုအပိုင်ဆိုးဖို့ဆိုရင်စက်ပစ္စည်းတွေချက်ချင်းအဆင့်မြင့်တင်ဖို့လိုနေပြီသူဒါကျူစီပြန်သွားပြီးသမီးလေးအဆင်ပြေတဲ့အကြောင်းသတင်းကောင်းပါလိုက်တယ်ပြီးတော့အသက်ဘေးကကယ်ခဲ့တဲ့ကျေးဇူးအတွက်ဒါကျူနဲ့ထိုက်တန်တဲ့ပတ်စံတွေကိုထုတ်ပေးပြီးအိမ်ပြင်ဖို့အန်တီအတွက်ဆေးဝယ်ဖို့နဲ့မင်္ဂလာဆောင်ဖို့အတွက်သုံးခိုင်းလိုက်ပါတော့တယ်